ဒီနေ့ကတော့ပြည့်စုံမကြိုက်တဲ့ outdoor activity တွေကိုတရက်ထဲနဲ့တွားလုပ်မှာဖြစ်ပါတယ်ဘဝမှာတစ်ခါမှဒီလိုမျိုးတွေမလုပ်ဘူးဟဲ့ adventure လုပ်ရတာကြိုက်တဲ့သူတွေအတွက်တနေရာထဲမှာ outdoor activity အစုံလုံးနိုင်မဲ့နေရာလေးတစ်ခုကိုခေါ်ရမှာဖြစ်ပါတယ်ဒီမှာ activity တွေကတော်တော်စုံတာဆိုတော့ဗီဒီယိုလေးကိုဒါအဆုံးထိလိုက်ကြည့်လိုက်ကြတော့နော်သွားတယ်မျိုးအခုဆိုရင်တော့ကျွန်တော်တို့ activity စလုပ်မဲ့နေရာလေးကိုရောက်လာပါပြီစပြီးတော့လိုအပ်တာတော့ sun cream စင်ရီချိုးရပါတယ်ပြီးတော့ဟွာပါတယ်လောလောဆယ်ကငါတို့ဒီကားရင်မောင်းပါအခုကားရင်မောင်းမယ်ပြီးရင်စင်ချိုးတာစင်ရီချိုးတာပြီးရင် bamboo rafting လုပ်တာလည်းပါပါတယ်အဲ့တော့သွားလုပ်ကြမယ်။ပြီးနေ့လေသာစားရလဲပါတယ်ဒီမှာ။ဒါကတော့ driving လုပ်မဲ့သူတွေအတွက် rules and regulation မှာလိုအပ်တဲ့ gear တွေကိုလည်းသူတို့ဘက်ကစီစဉ်ပေးပါတယ်။ So stay on the road. Okay. လေစီးရတော့မှာဆို။ကြောက်နေပြီ။ဘာကြောက်နေရလဲ။အနံလေးကမှုရပြဿနာအသက်ရှူကချက်တာကြက်တာပဲ။ဒါတော့ဘဘာကြီးကမျက်မှန်သမားမဟုတ်လို့မျက်မှန်မတူတဲ့မျက်မှန်လေးတစ်ခုရပါတယ်။ရှိကူးမျက်မှန်လေးပေါ့နော်။သပင်မွေးကြီးထုတ်လာရှေ့ပေါ်မှာတစ်ခါမှမလုပ်ဘူးအဲ့အရာတွေသူနဲ့မှပဲလုပ်နေရတော့။ဝိုင်းနဲ့သွားရပါ Let's go လုံးဝမမပါကားရစီးနေရလို့ပဲ Oh my god ဒီဟိုမမပါတော့ဒါလေးကတော့တောရဲမြောက်ခင်သွားနေတဲ့လမ်းလေးပါတောရဲရဲ့ဒီ drive လေးရောဒီမှာစပါပြီဖြည်းလို့မရဘူးအရှိန်နဲ့ကပ်ပါရအောင်ဘဝမှာတစ်ခါမှဒီလိုမျိုးတွေမလုပ်ဘူးဟဲ့โอเคယူပြောင်းပြီးတော့မောင်းပါမယ်မောင်းမယ်ဟုတ်ဒါမျိုးပါပဲမဖုန်းမရှိဝင်ကြမှာနော်အဲ့ဒါနေပြပြမောင်းအဲ့ဒါပြပြမောင်းအေးရှုနေကတယ်သွားပြီဟေး experience အများကြီးရှိရဲ့ကျွန်မမောင်းသွားမှာဖြစ်ပါတယ်အချောင်းနေလေအချောင်းနေနေ Oh my god ဘာမပြောတော့ခဏနေရောအဝမ်းလေဘာမပြောတော့break နေတာနေဘာမပြောနေချစ်တယ်နောက်ဆုံးဘေးဘာလို့အဲ့လိုနေဆော့ဟိုကလက်စီရလာဟိုကလက်လိုက်တော့ကျွန်တော်လည်းညစ်သွားပါပြီခုဆိုရင်တော့ဘလုံးမတက်လို့မရတော့လို့ကျွန်မမောင်းလိုက်လို့ညစ်သွားကားပါပေါ်ရောက်လာတကူလုံးနဲ့ရှုနေပြီပါပဲရှင်ဟဲ့ရှုနေရအများကြီးပဲငါတို့တော့သွားပြီရှုနေရောကွက်နေရောလောမဆင်းနေသူရောက်ပါပြီရှင်စခန်းအောင်ရောက်ပါပြီအိုးဆင်းကြီးပဲระวังแว่นเขานะมานี่บู这么高了点。မျက်မှန်လေးထား
စင်ကိုရေချိုးတာလေစင်ကိုစီးပြီးတော့ရေကန်ထဲကိုတူတူဆင်းလာတာပေါ့နော်စင်တို့နှစ်ယောက်တော့ကြောက်နေရတယ်အိုက်ကက်တွေကမပါလာစင်နဲ့တူတူရေချိုးပြီးတော့အစာကျွေးရဲ့ကက်တွေလည်းမိလာခဲ့ပါတယ်အရန်ကိုကြောက်နေတာဆိုတော့အခုကကျွန်တော်တို့စင်ရီချိုးပြီးပြီပေါ့နော်စင်ရီချိုးပြီးပြီဆိုတော့ထမင်းစားရဲ့စီကိုသွားပါမယ် Yes Okay let's go ဆိုတော့အခုကနေ့ရက်တာစားမဲ့စီကိုရောက်လာပြီပေါ့နော်ဆိုတော့အကုန်လုံးလဲညစ်ပတ်သွားပြီကားလေးကိုကြည့် အဲ့ package ထဲမှာပါပြီးသားနေတယ်ဒီမှာစားမှာလားတဲ့ဟုတ်ကျေးဇူးပါ ကဲဒါလေးကတော့ lunch break လေးတစ်ဖြတ်ပါ ဒီစင်တော့တောင်းစီကြနဲ့ရှင်တို့ကျမအရင်ကြောက်တယ်စင်ရီချိုးရဆိုလို့ကွာစိတ်ထဲမှာတောသူမဆန်ဆန်တွေးဘူးပါကွာစင်စပြားနဲ့ brush တွေနဲ့တိုက်ပြီးတော့ချိုးရမယ်ပေါ့ငါချိုးမယ်ဆိုပြီးတော့စင်ရဲ့အပေါ်ကနေစောက်ထိုးကြီးကြတဲ့ချိန်မှာလေအိုးမလေးလေစားပါပြီးသားပေါ့နော်နေလေစားထမင်းစားနာပြီးပြီဆိုတော့ကျွန်တော်တို့ bamboo rafting သွားလုပ်ကြမှာဖြစ်ပါတယ်ဆိုတော့ bamboo rafting ကနားနဲ့နီးရလို့တော့ပြောတယ်ပေါ့နော်ဟိုက bamboo rafting သွားလုပ်မှာဖြစ်ပါတယ်သူကဟိုမှာဟောင်းမှာရေတွေနဲ့အပြည့်ပဲ bamboo rafting လုပ်တဲ့စီကိုတွားနေတာအမလီခက်ခဲသွားပါလိမ့်ရှင် feeling လေးတစ်ချက်လား feeling อ่ะ ကဲစမျောပါပြီတန်းပါတော့အဆင်ပြေပါတယ် ဖုန်းချိန်တာအဲ့ဒီစိတ်ပူတယ်နော်ချိန်သားကဲရေကြိုက်ခင်ကိုငါးကြီးအောင်ဆင်းมาတော့မယ်ခုံချ1 2ခုံလိုက်ပါနှာခေါင်းလေးပိတ်ခုံလိုက်တော်ပြီညဖြည်းဖြည်းပဲထိုင်မြော့ရဆင်းလာအခုငါးရှိတယ်ဘာမှမရှိဘူးရေသေးရတော့ငါစိတ်ပဲလူကြောက်လေကြီးရောဟဲ့အင်းညာပဲอ่ะအဲ့ပြောဆင်းအပန်းချစစ်ပါပဲရှင်တလုံးမမျောနေရကွာဝါဖောင်ရရနေရတော့ dress up သူက GC လေးအရင်မတန်ဒီဟာဒါမျောပြီးဟုတ်တယ်ဝါဖောင်သူကမျောနေတယောက်ထဲမျောနေဘန်းချတူတူလိုက်လို့ပါတဲ့ experience လေးတစ်ချက်လောက် sharing လုပ်ပါ experience ကပြင်မန်းဂျုတ်ကိုပဲချီပင်မန်းနေဆိုလို့အဘွားချက်ပေးလိုက်ပြီဂျုတ်ကိုချီသူလှုပ်ချင်တာလှုပ်နေရအဲ့ရချောင်းဆွဲပြီးတော့လိုက်လာအခုက bamboo rafting တော့လုပ်ပြီးသွားပြီပေါ့နော်လုပ်ပြီးသွားတော့အခုကားနဲ့camp စခန်းကိုပြန်မယ်အဲ့ရောက်ရင်ဒီမချိုးကစားလဲပြီးတော့ဘန်ကောက်ကိုပြန်มาဖြစ်ပါတယ်ကောင်းကြိုင်တော့လမ်းမကောင်းအားလုံးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရေချိုးဖို့အတွက်ရေချိုးခန်းအိမ်နိုင်ပြီးထားရေမိုးချိုးအင်ကြီးလဲပေါ့ကွာပြီးသွားရင်ပြန်ပေါ့ဟုတ်တယ်ခေါင်းလျှော်မဲတို့ဘာလို့စိတ်ကူးထားရဆိုရင်တော့ကွက်ကူယူလာလေခေါင်းလျှော်ရင်မရှိတားရလေတော်တော်မဲသွားပါပြီအပန်းချအရမ်းမိုက်ပါတယ်ဆိုတော့သူ့မှာကကွာ half day program တွေရှိရယ် full day program တွေရှိရယ်နောက်ခရီးကင်းကိုတစ်ခုတည်းလုပ်မလားဒါမှမဟုတ်ဒီငါတို့မောင်းတဲ့ baggy ကိုပဲတစ်ခုတည်းလာမောင်းမလားဒါမှမဟုတ် bamboo rafting လုပ်မလားစင်ရီချိုးမလားတစ်ခုချင်းစီလည်းလုပ်လို့ရတယ်program တွေအကုန်လုံးပေါင်းပြီးတော့လည်းလုပ်လို့ရတယ်ဒီမှာ hiking လုပ်တာတွေလည်းရှိရယ် trekking တွေရောနောက်ဆုံးcycling လုပ်တာလည်းရှိရယ်ကွာအဲ့တော့နောက်တစ်ခေါက်လာရင်တော့ hiking လုပ်ကြည့်မယ်လို့စဉ်းစားထားတယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပြန်တွေ့ပါမယ်ရှင်အားလုံးပဲ bye bye